ဒီလူကိုကြည့်ရင်တာမန်လူလိုပဲဒါပေမဲ့ညတညမှာသူကလူ၄ယောက်ကိုတတ်ခဲ့တဲ့သူပါဒီလူတစ်ယောက်ကအွန်လိုင်းမှာချစ်ကြိုက်နေတဲ့မိန်းကလေးကိုတွေ့ဖို့တခြားနိုင်ငံကနေလေရင်စီးပြီးလာခဲ့ရတာပါဒါပေမဲ့မိန်းကလေးကသူ့ကိုတစ်ချက်ပဲကြည့်လိုက်တာနဲ့ချက်ချင်းလမ်းခွဲချင်သွားပါတယ်သူတို့ဟာအွန်လိုင်းကနေတစ်နှစ်လောက်ချစ်နေကြပြီးသားဖြစ်လို့ဒီလိုဖြစ်တာကြောင့်သူကစိတ်တက်ကြသွားတာပေါ့ဒါပေမဲ့သူတို့ကမိန်းကလေးရဲ့တငယ်ချင်းနဲ့အတူကွန်ဆတ်တစ်ခုသွားဖို့အစီအစဉ်တွေရှိပြီးသားဖြစ်လို့မဖြစ်ဘဲဆက်သွားကြတယ်ကွန်ဆတ်တစ်လျှောက်လုံးမိန်းကလေးကအေးဆေးဆေးပဲဖြစ်နေပြီးနောက်ဆုံးမှာသူတို့နှစ်ယောက်စကားများပြီးတကယ်ပဲလမ်းခွဲသွားတယ်အဲ့ဒီနောက်မိန်းကလေးရဲ့မိဘတွေကသူတို့အားလုံးကိုအိမ်ကိုပြန်ပို့ပါတယ်ဒီလူကလည်းသူ့နိုင်ငံပြန်ဖို့အတွက်ချက်ချင်းပြန်လို့မရတာကြောင့်အိမ်မှာပဲနေခိုင်းရတာပေါ့အဲ့ဒီအချိန်မှာအိမ်ထဲမှာသူမိန်းကလေးသူမရဲ့တငယ်ချင်းသူမရဲ့မိခင်တို့၄ယောက်ရှိနေပါတယ်သူကအိပ်ယာပေါ်မှာလဲလျောင်းပြီးသူတို့ချစ်ခဲ့ကြတဲ့အချိန်တွေကိုတွေးရင်းတစ်ချိန်မှာမတော်တဆအတွေးပြောင်းသွားပါတယ်မနက်3 နာရီခန့်မှာသူကထလာပြီးတူတစ်ချောင်းကိုရှာပါတယ်ပြီးတော့ဆိုဖာပေါ်မှာအိပ်နေတဲ့တငယ်ချင်းကိုသွားပြီးထူးတက်လိုက်ပါတယ်ပြီးတော့အပေါ်ထက်ကိုတက်ပြီးမိခင်ကိုလည်းအလားတူတက်ပါတယ်နောက်ဆုံးမိန်းကလေးရဲ့အခန်းကိုသွားပြီးသူမကိုပါတက်တယ်ပြီးတော့သူကအဲ့ဒီအိမ်ထဲမှာပဲဆက်နေပါတယ်ရက်အနှဲငယ်ကြာသွားပေမဲ့ဘယ်သူမှမသိကြပါဘူးနောက်တော့တငယ်ချင်းရဲ့မိခင်ကသမီးနဲ့ဆက်သွယ်လို့မရတာကြောင့်ရဲကိုဖုန်းဆက်ပါတယ်ရဲတွေအိမ်ကိုလာပြီးတကားခောက်တဲ့အခါသူကတကားဖွင့်ပေးပါတယ်အဲ့ဒီအချိန်မှာမြည်တိမတင်ကစရာမှမမြင်ရသေးတဲ့အတွက်ရဲတွေပြန်သွားပါတယ်ဒါပေမဲ့တငယ်ချင်းရဲ့မိခင်ကစိတ်မချသေးတာကြောင့်သူမရဲ့ဖခင်ကိုတွားကြည့်ဖို့ပြောပါတယ်ဖခင်ကအိမ်ကိုလာပြီးဝင်သွားချိန်မှာဒီလူကသူ့ကိုပါတူနဲ့တက်လိုက်ပါတယ်ပြီးတော့သူကဖခင်ရဲ့ကားတော်ယူပြီးလေစိတ်ကိုမောင်းသွားပါတယ်တွားရလမ်းမှာကားကိုလမ်းဘေးကျိုင်းထဲကျသွားခဲ့ပါတယ်ရဲတယောက်လာပြီးဒဏ်ကြေးစာရုပ်ရေးပေးပြီးပြန်လွှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာရဲကဘာမှမသိသေးပါဘူးနောက်တော့ကားတစ်စီးတားပြီးသူကလေစိတ်ကိုတွားလိုက်တယ်သူကလေစိတ်ထဲဝင်ပြီးထိုင်ပြီးသူ့စီးမဲ့လေရင်ကိုစောင့်နေပါတယ်ထွက်ပြေးနိုင်တော့မယ်လို့ထင်ပေမဲ့နောက်ဆုံးမှာရဲတွေကအိမ်ကိုတွားပြီးစစ်တော့အလောင်းတွေကိုရှာတွေ့ပါတယ်ဒဏ်ကြေးရေးခဲ့တဲ့ရဲကလည်းသူပဲဖြစ်တယ်ဆိုတာသိသွားပြီးလေစိတ်ကိုအမြန်သွားကြပါတယ်နောက်ဆုံးမှာသူကိုလေစိတ်ထဲမှာအိတ်နေတော့ဖမ်းမိခဲ့ပါတယ်သူ့နေရာမှာမင်းဆိုရင်ရောဒီလိုလုပ်မိမှာလားကွန်မန့်မှာရေးခဲ့ဦးနော်